ကိုရီးယားမြေအောက်ကဘာမှာလူတိုင်းတည်တဲ့တတူးထိုးထားသူတွေအားလုံးဂိုင်းသားတွေမဟုတ်ပေမဲ့ကြီးစံတန်ရာအမာရွတ်တွေရှိတဲ့သူကိုတော့လုံးဝမစမ်းတတ်သင့်ဘူးဆိုတာဒါပေမဲ့ဒီအမာရွတ်တွေနဲ့ပြည့်နေတဲ့လူရှိမှာကိုအားကိုပြီးစိန်ခေါ်တဲ့သူတယောက်ရှိနေပါတယ်။မင်းကိုနည်းနည်းလေးခန်းစားကြည့်လိုက်မယ်။ဟာတေကောင်ဒီကောင်ကဘာသားရဲလဲ90.3 စက္ကန့်အတွင်းမှာပဲအဲ့ဒီလူကဓားကိုလူမိုက်လက်ထဲကနေလက်ဖြော့တစ်ချက်နဲ့လူယူလိုက်တဲ့လှုပ်ရှားမှုရဲ့ညံနှုံးကလူမိုက်ကိုထိတ်လန့်သွားစေပြီးနေရာမှာရက်တန့်သွားစေတယ်သူ့နောက်မှာဒေးဗစ်ကသူ့ရဲ့အပိုလေးချိန်ကိုအားကိုပြီးယုံကြည်တဲ့အမူအရာနဲ့ရှေ့ကိုလှမ်းထွက်လာတယ်ဒါပေမဲ့နောက်တစ်ချက်မှာသတင်းပေါက်ကကျဲလောင်တဲ့အတန်နဲ့ကွဲထွက်သွားပြီးအဲ့ဒီလူကြီးကချက်ချင်းလဲကျသွားခဲ့တယ်သတိမဲ့ပြီးတေးပြီးလို့ထင်ရတဲ့အထိဒီလူကလျှက်စီးလက်တလို့မြန်နဲ့ထိုးနှက်မှုတွေရှိတဲ့အပြင်သူ့ရဲ့စထမအာယုံကလည်းကြောက်စရာကောင်းလောက်အောင်ထက်မြက်တဲ့အိမ်ပြန်လန်းမှာသူကမှောင်မိုက်တဲ့မြေအောက်ခန်းကိုတစ်ချက်လှမ်းကြည့်လိုက်ုံနဲ့အဲ့ဒီမှာတယောက်ယောက်ပုံနေတယ်ဆိုတာချက်ချင်းဆုံးဖြတ်နိုင်တယ်နောက်တစ်ချက်မှာကလေးမလေးတယောက်အရေးထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်ဖျားရည်ဒီလူကဘလို့တတော်ဝါမျိုးလဲသူဘယ်ကနေလာမှန်းဘသူမှမသိဘူးဘာကြောင့်လဲဆိုတော့သူကဘသူ့ကိုမှစကားမပြောလို့ပါသပင်ဖွာညစ်ပတ်ပြီးအမြဲတမ်းတယောက်တည်းအိမ်ကြီးချင်းတွေကသူ့ကိုဘလူးတကောင်လိုမြင်ကြတယ်ဒါပေမဲ့သူကသူတို့ရဲ့အကြည့်တွေကိုဂရုမစိုက်ခဲ့ဘူးသူ့မှာတွေ့တာမှုတစ်ခုခုကြံသေးတယ်ဆိုရင်အဲ့ဒါဟာအိမ်ကြီးချင်းကကလေးမလေးတယောက်ပဲဖြစ်ပါတယ်ကလေးမလေးကအရေးလိုလိုက်ပြီးသူ့နောက်မှာစကားတွေမရက်မနာပြောနေတဲ့အပေါ်ရန်အားဖြင့်သူကသူမကိုအမြဲတမ်းလှစ်လူရှူပြီးဒါပေမဲ့သူမတနေ့လုံးဘာမှမစားရသေးမှန်းသိတဲ့အခါသူကိုယ်တိုင်ပူနွေးထမင်းတပွဲချက်ပြုတ်ပေးတယ်ဖြစ်နိုင်တာကသူ့စိတ်ထဲမှာဒီကလေးရဲ့ကံကြမ္မာကတကယ်ကိုတနာစရာကောင်းမှန်းသူသတိထားမိနေငငယ်ရွယ်မှာအဖေဖြစ်သူရဲ့ရက်ဆက်တဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီးမိခင်ဖြစ်သူကိုသာအားကိုးပြီးကြီးပြင်းလာခဲ့ရတယ်သူမမိခင်ကညကလက်တွေမှာကောက်ခုံပြီးအသက်မွေးရုံကလွဲပြီးတခြားရွေးစရာမရှိခဲ့ဘူးတခြားသူတွေရဲ့ပါဇက်ထဲမှာလူယုံမှာတယောက်ဖြစ်လာခဲ့တယ်သူမဟာတရားမဝင်မှုရစေဝါတွေကိုဆွဲလန်းသွားခဲ့တဲ့ညတိုင်းကယ်လီဟာသူမမိခင်ရဲ့ကျဉ်းနှံ့မှုညီးတွားတန်တွေကြောင့်အကြိမ်ကြိမ်နှောက်ယှက်ခံနေရတဲ့ကြောက်ရွံ့မှုနဲ့စိတ်တော်ကရဲ့နှဆိုင်မှုကိုစိတ်ကူးဖို့တောင်ခတ်ပါတယ်ဒီတိတ်ဆိတ်တဲ့လူထံမှသူမဘယ်တော့မှမရဘူးတဲ့ဖေရဲ့မြစ်တာကိုတိတ်တဆိတ်ရှာဖွေဖို့ဖြစ်နိုင်တယ်တနေ့အထိကယ်လီဟာသူမရဲ့ငွေရဲကြောင့်လမ်းပေါ်မှာမိခင်နဲ့သမီးတယောက်ရဲ့အဆက်ခွဲခြင်းကိုခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူကမတော်တဆအဲ့ဒီနေရာမှာပေါ်လာခဲ့တယ်ကယ်လီကသူမမိခိုနိုင်တဲ့တခုလေးသောကြောထောက်နောက်ခံကိုတွေးလိုက်တယ်လို့ခံစားရပြီးသူ့ကိုလှမ်းညွှန်ပြပြီးကာကွယ်မှုရယူဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီလူကနောက်လည်းမကြည့်ပဲလှည့်ထွက်သွားခဲ့တယ်ဒါဟာသူမဟာတခြားသူတွေပြောသလိုဘယ်သူမှဂရုမစိုက်တဲ့တောတိုင်းကလေးဖြစ်ကြောင်းနောက်တစ်ခါအတည်ပြုလိုက်တာပါပဲညဘက်မှာသူတို့နောက်ဆုံးပြန်တွေ့တဲ့အခါကယ်လီကသူမရဲ့မတရားမှုခံစားချက်ကိုမချုပ်တဲနိုင်တော့ပဲမျက်ရည်တွေကျသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီလူပါဇက်ဖွင့်ပြီးရှင်းပြဖို့အချိန်မရသေးခင်သူမကအံ့ဩဖွယ်ရင်းချက်မှုနဲ့စကားပြောလိုက်တယ်။စကားပြောပြီးတာနဲ့ကယ်လီကလှည့်ထွက်သွားခဲ့တယ်။အဲ့ဒီလူတယောက်ပဲနေရာမှာအံ့အားသင့်နေခဲ့ပြီးသူ့မျက်လုံးအနှံ့မှာဖော်မပြနိုင်တဲ့စိတ်ပြတ်မှုကိုဝတ်ထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာဒီလူနှစ်ယောက်ရဲ့ကံကြမ္မာတွေလုံးဝရောရှက်သွားလိမ့်မယ်ဆိုတာဘယ်သူမှမထင်ထားခဲ့ဘူးပြီးတော့အဲ့ဒီလူအချိန်ကြာကြီးဝတ်ထားခဲ့တဲ့တကယ်အထောက်ထားလဲဖြည်းဖြည်းချင်းပြန်ပေါ်လာတော့မယ်ကယ်လီသူ့အိမ်တကားကိုဖျက်ကျော်လိုက်တာနဲ့သူမမိခင်ကရုံမာတဲ့လူတယောက်ရဲ့တင်းတင်းကြပ်ကြပ်ချုပ်ကင်ခံနေရတာကိုတွေးလိုက်ရတယ်။သူကကယ်လီကိုပျော်ရွှင်နေတယ်လို့အမူအရာနဲ့ကြည့်လိုက်ပြီးကြောတွေတက်လာလောက်အောင်မောက်မာမှုကိုပြသနေတဲ့နောက်တစ်ချက်မှာသူကပူနေတဲ့သပင်အချောက်ဆက်ကိုယူပြီးအမျိုးသမီးရဲ့ခြေထောက်ပေါ်မှာရဲရဲဆက်ဆက်အမာရွတ်တင်လိုက်တဲ့ဒီလူဟာဒေတာရဲ့အရက်ဆက်ဆုံးမူရစ်စေဝါရောင်းဝယ်သူဖြစ်ပြီးဂိုင်းရဲ့နံပါတ်1ဖြစ်သူမိုက်ပါပဲ။ကယ်လီရဲ့မိခင်ကသူတို့ရဲ့ကုန်ပစ္စည်းတွေခိုးယူလို့သာသူတို့ရဲ့ဒေါသကိုခံခဲ့ရတာပါ။အမျိုးသမီးကနောက်ဆုံးမှာညှဉ်းပန်းမှုကိုမခံနိုင်တော့ပဲခိုးယူထားတဲ့တရားမဝင်ပစ္စည်းတွေကိုအောက်ထပ်ကအပေါင်ဆိုင်မှာထားခဲ့ပြီးလို့ဝန်ခံယုံကလွဲပြီးတခြားရွေးစရာမရှိတော့ဘူးအဲ့ဒီအပေါင်ဆိုင်ရဲ့ပိုင်ရှင်ကအဲ့ဒီလူပါပဲဒါနဲ့အဲ့ဒီလူဟာဘာမှမသိလိုက်ပဲဒီပြဿနာတွေရောက်သွားခဲ့တယ်အဲ့ဒီလူပြန်လာတဲ့အခါသူ့တကားတော့ကိုဖောက်ထားပြီးအခန်းထဲမှာပုံတလန်တစ်ခုကသူ့ကိုငေးကြည့်နေတာကိုတွေ့လိုက်ရတယ်သူတို့တွေကတယောက်ကဓားကိုစကားမပြောဘဲထုတ်လိုက်ပြီးကုန်ပစ္စည်းတွေအမြန်ပြန်ပေးဖို့ဖိအားပေးလိုက်တယ်အခြေအနေလုံးဝနားမလဲတဲ့အဲ့ဒီလူကခဏတာအံ့အားသင့်သွားပေမဲ့ဗီဇအရသူ့ပတ်စံအိတ်ကိုထုတ်လိုက်တယ်အဲ့ဒီလူဆလှုပ်ရှားလိုက်တာနဲ့သူကလူမိုက်တယောက်ကိုချက်ချင်းတွက်ချပါရဖြစ်သွားစေတယ်သူ့နောက်ကလူကြီးတယောက်ပဲဓားကိုမယုံကျင်သေးဘူးလို့ထင်ရတယ်ရလက်ကိုပြောစရာမလိုတော့ဘူးသူကနေရာတွင်ပဲလဲကျသွားခဲ့တယ်အပေါ်ထက်ကရုံးကန်တန်တွေကမိုက်ကိုလှိမြန်စွာသတိပေးလိုက်တယ်သူကချက်ချင်းသူ့ကိုရန်တော်ဂျက်ကိုအပေါ်ထက်တက်ပြီးစစ်ဆေးဖို့အမိန့်ပေးလိုက်တယ်ဒီလူနှစ်ယောက်ဖြတ်သွားတဲ့အခါသူတို့နှစ်ယောက်စလုံးကတာမန်လူတွေမဟုတ်ဘူးဆိုတာပြင်းပြင်းထန်ထန်ခံစားလိုက်ရတယ်ဂျက်ကချက်ချင်းအောက်ထက်ကမိုက်ကိုဖုန်းခေါ်လိုက်တယ်လိပ်စာမားနေပြီးအပေါင်ဆိုင်လဲမှားနေတယ်ငါသတင်းမပေးသေးဘူးဒါကြောင့်ထွက်သွားလိုက်ပါဒီအချိန်မှာငါအရန်စိုးရိမ်နေတယ်ကောင်းပြီးမင်းပစ္စည်းတွေရှာတွေ့ရင်ငါမင်းကိုအသက်ရှင်ခွင့်ပေးမယ်ငါကပတ်တူချောင်းဖတ်တာကြောင့်ပါမနေ့ကအဲ့ဒီမှာပစ္စည်းတွေအပေါင်ထားခဲ့တယ်သွားကြည့်လိုက်မင်းအပေါင်ထားတဲ့ပစ္စည်းတွေတရက်ကြာသွားတော့မှအပေါင်ဆိုင်မှာရှိနေသေးတယ်မူလတန်ဖိုးက8000ဝန်း80 ပါဝဲသူကရှင်းလင်းပေးမယ်ပိုင်ရှင်ကိုယ်တိုင်လာယူရမယ်ကယ်လီရဲ့အတန်ကိုကြားလိုက်တာနဲ့အဲ့ဒီလူကချက်ချင်းစိတ်အေးမှုဆုံးရှုံးသွားတယ်ဒီနီလန်းကအလုပ်ဖြစ်တာကိုမြင်တော့မိုက်ကမိခင်နဲ့သမီးရဲ့အသက်တွေကိုချက်ချင်းဖိအားပေးဖို့အသုံးပြုလိုက်တယ်သူတို့ကိုအန်ဒီယေကနေကာကွယ်ဖို့အဲ့ဒီလူမှာတေးစီနိုင်တဲ့နီးစနစ်တွေအများကြီးရှိပေမဲ့ဒီအချိန်မှာတော့
သူကနာခံယုံကလွဲပြီးတခြားရွေးစရာမရှိဘူးမကြခင်မှာသူကကင်မရာအိတ်ထဲမှာတရားမဝင်ပစ္စည်းနှစ်ထုပ်ကိုတွေ့လိုက်တယ်အကုန်အစင်ပြေကြောင်းစစ်ဆေးပြီးနောက်ချက်ကမိုက်အမိတ်အတိုင်းဖုန်းတစ်လုံးထားခဲ့ပြီးထွက်သွားခဲ့တယ်အဲ့ဒီလူသူ့နောက်ကိုလိုက်ထွက်လာတဲ့အခါကယ်လီကိုခေါ်သွားပြီးသားပါဘာကြောင့်လဲဆိုတော့ဒီကြောက်စရာကောင်းတဲ့လူအတွက်အရေးကြီးဆုံးကကလေးမလေးဆိုတာသူတို့အားလုံးသိတယ်ကလေးမလေးကိုတဆခံအဖြစ်ထားတဲ့၍အဲ့ဒီလူကနှာခေါင်းကျိုးနဲ့ခေါ်သွားလို့ရပြီးအလိုလိုက်တဲ့ရုပ်သေးတရုပ်အဖြစ်ရှော့ချခံရမှာပါထင်ထားသလိုပဲမကြခင်မှာဖုန်းတန်ကြီးလာတယ်